ရိုးရိုးမေးလို့ရိုးရိုးဖြေလိုက်အောင်မယ်နော်အဲ့ကြောင့်ဘုန်းကြီးเจ้าမှမဟုတ်တာကြီးဘုန်းကြီးเจ้าလေပညာရေးလေဟုတ်တယ်မလားချားဟာတွေမပါဘူးခန္ဓာနော်အဲ့ဗလိန်းနာမဟုတ်ဘူးနဲ့သိလားတထေတသမီးတွေလေကျောင်း6ကျောင်းတက်ခဲ့တာငါသမီးငယ်လေးကကျောင်းကျွန်တော်ရဲ့သမီးလေးကသူငယ်တန်းကနေစပြီးကျောင်း6ကျောင်းတက်ခဲ့တာကျောင်း6ကျောင်းတက်ပြီးတော့မိစုံပါတုံနဲ့ရှိတယ်တထေတသမီးတွေရဲ့အဲ့ Facebook စာမျက်နှာလို့ TikTok စာမျက်နှာလို့ကြည့်လိုက်အောင်နော်ဝတ်ထားတဲ့ဟာအဲ့အတိုင်းပဲဝတ်ကြတာပဲနော်ဗလိန်းနာမဟုတ်ဘူးဆိုပြီးအဲ့ကျောင်းอ่ะဆိုပြီးလာရှင်လေ TikTok စာမျက်နှာစာတင်နဲ့ဝတ်တာ စာတင်နဲ့ဝတ်တာမဟုတ်တာဘုံကျောင်းတစ်ကျောင်းနဲ့ဘုံကျောင်းသွားတဲ့တစ်ကျောင်းဘုံကျောင်းသွားတဲ့ဝတ်စုံဟိုပဲ office ကိုပဲကျွန်တော်ကအကုန်လုံးကိုစီကံတတ်မှတ်ထားတာသမီးတွေကိုကြံတဲ့နေရာမှာလုံးဝမလျော့စေရအောင်နော်အားငယ်လို့လည်းမဟုတ်ဘဲမနေနဲ့ဝတ်ကျွန်တော်နဲ့ဆိုလို့ရှိရင်ဘယ်လိုဝတ်ကျွန်တော်ကခွင့်ပြုထားတာနော်လူရဲ့စိတ်သက်လူရဲ့ဟိုဟာကိုလေတိလားအဝတ်စားနဲ့လည်းဟိုဟာမလုံးနဲ့နော်အဲ့ရိုးရိုးမေးတာမဟုတ်တိတိရဲ့နဲ့မေးနေတာမေးနေတော့ရိုးရိုးလေးပဲဖြေလိုက်မယ်ဘုန်းကြီးเจ้าမှမဟုတ်တာနော်ဘုန်းကြီးเจ้าပဲကျွန်တော်စီကံတတ်မှတ်ထားတာနော်အဲကြောင့်ကျွန်တော်ကဘာသာရေးမှာကိုင်းဆိုင်ဘာသာတရားကိုင်းဆိုင်တဲ့သူတယောက်ဖြစ်အောင်လို့ယဉ်ကျေးတဲ့သူတယောက်ဖြစ်အောင်လုပ်ပဲနေရကျန်တဲ့နေရာမှာအမေလည်းဝတ်တယ်သမီးတွေလည်းဝတ်ချရော့နေတောင်မှကျွန်တော်သမီးကြီးဆိုရင်ရော့တယ်သူကသူ့ကိုရော့တာကျွန်တော်သမီးငယ်လုံးဝမရော့ဘူးသူကအဲ့လိုမျိုးတစ်ခုခုလမ်းလျှောက်ထွက်တာအစားတောင်တက်သွားတာအစားလုံးဝမရော့ဘူးအဲကျွန်တော်သမီးကြီးဆိုဟိုတနေ့ကပြောပြအောင်ပဲရည်စရာဟာတာသူကစပန်ဝမ်းဆန်းနဲ့ရှူပနတ်နဲ့လိုက်လာအေးပေါ်လိုက်ပေါ်မနေနှိုးရတာဟိုမနေနှိုးရတာဆိုတော့じゃလိုက်ခဲ့တာအဲ့မှာ तू ကလည်းအခုမှပြောတာပါဗျာအဲ့လမ်းအကွေနာကြတော့ तू ငယ်ငယ်တော့ credit ကောင်လေးနဲ့တွေ့တာတဲ့အဲ့ credit လည်းဟိုငယ်ငယ်တော့စံဟိန်းတော့အဲ့ဒါအခုမှပြောပြတာနော်ရှင်တို့အေးပြောအကြောင်းပြတီးတယ်ပြောတီးဘလိအဲ့ဒါနဲ့ဟာတဲ့ပေးသေးရောတဲ့ဘာလို့ဆိုသမီးတွေဒီရတယ်စပန်ဝမ်းဆွနဲ့ကြည်အောင်နဲ့တွေ့သွားပြီတဲ့ तू ကအေးတာပဲလို့ပြောလိုက်တယ်ငါသမီးငယ်လေးကဆိုလို့ရှိရင်လုံးဝမလျှော့ဘူးလို့မနှဲကိုတားရတယ်ကျွန်တော်ကြိုက်တယ်ကျွန်တော်ပါလို့ရှိရင်ကြိုက်တယ်လို့ပေါ့ကျွန်တော်ကလည်းတာမိတုံးအောင်တနေ့ကဘယ်တော့တူတူဟိုဗျတူတူဟိုဆိုလို့ရှိရင်လုံးဝမလျှော့နဲ့နော်အဖေမရှိလို့နော်ဝတ်တာစားတာစားဝတ်ပြောရမယ်ဆိုမရှိစေရအဲ့လိုဝတ်လို့ရလာလို့မေးတော့ကလေးရများစူပါမန်လို့ဗရာစီယာကိုအပေါ်တက်ဝတ်ထားလို့ဗရာစီယာအပြည့်ထုတ်ပြီးတော့စူပါမန်တဲ့တာသမီးတွေနဲ့အဖေလုံးမိလုံးမအောင်စီရဲ့ကိုရီတော့စာမျက်နှာကြီးတွားကြည့်ကြပါအဲ့ကျန်သမီးတွေလှတာခင်မိတာလို့ပြောမှန်မျိုးနော်အဲ့လိုတွေထေးချိုတွေထေးချိုမှန်မျိုးဒါမျိုးကြတော့နော်ကျွန်တော်ပြောပြတာထေးချိုတော့မလုံးနဲ့ခင်မိတယ်မော်ဒယ်လေးနိုင်ငံခြားတွေလိုက်တာနိုင်ငံခြားမှာကနေတဲ့ကောင်မလေးတွေကြအဲ့လိုမှန်မှာနော်ကျွန်တော်သမီးမို့တို့လာမှန်တာခင်ဗျထေးချိုတော့မလုံးနဲ့ဒါပဲတက်တာ